ဘဝမှာလမ်းပြောင်းနေလားဘာလို့လောမသိဘူးဖြစ်နေလားကိုပေးရသူတွေကကျတော့သူတို့ဘာသူတို့ရှေ့ကိုဆက်လျှောက်ပြီးတော့သူတို့လမ်းနဲ့သူတို့အကြီးအကျဖြစ်နေကြတဲ့အချိန်မှာကိုကကျတော့ဘယ်မှမရောက်ဘူးပေါ့နော်ဒါနဲ့ပတ်သက်ပြီးတော့ဖြင်းရက်တစ်ခုရှိတယ်ကိုကလမ်းပြောင်းနေလို့ခံစားရတာတကယ်ကကျတော့ကိုကလမ်းပြောင်းနေတာမဟုတ်ဘူးဘာမှတခြားမလို့ဖြစ်တာပေါ့နော်ဒါမှမဟုတ်ကိုကအမားတစ်ခုတည်းကိုပဲထက်ကတလဲလေးလုံးမိနေတာဒီမှာကြည့်လိုက်ကိုကမနက်ဆိုလို့ရှိရင်အိယာနိုးတယ်ဖုံးထိုင်သုံးတယ်အနာဂတ်ဘာလို့အောင်လဲဆိုပြီးထိုင်စဉ်းစားရတယ်စဉ်းစားရင်းနဲ့စိတ်ဓာတ်မွန်းကျက်လာတယ်ဘာလို့အောင်လဲဆိုတဲ့ဖြေရကျတော့ရမလာဘူးအဲ့တော့တင်းနေကုန်တာကုန်ရတယ်ပေါ့နော်ဘာမှလည်းမလုပ်ဖြစ်ဘူးနောက်တစ်နေ့လည်းဒီလိုပဲနောက်တစ်ပတ်လည်းဒီလိုပဲတနေ့ပြီးတနေ့အချိန်နေတာကုန်ရတာပေါ့နော်ကိုကဒီညပဲဘယ်မှလည်းရောက်မသွားဘူးအမှန်တရားကကိုဘဝရည်မှန်းချက်ကိုထိုင်ပြီးတော့စဉ်းစားပြီးတော့အဖြေရှာနေရမှာမဟုတ်ဘူးအဲ့ဒါတကယ်ဆိုလို့ရှိရင်လုံးဝအမိုင်းတစ်ခုပဲရုပ်ရှင်နဲ့ပုံမြင်နေဒီ motivation quote တွေကကျွန်တော်တို့ပေါ့နော်ကိုယ့်ရဲ့ရည်မှန်းချက်ကိုရှာရမယ်ဆိုတဲ့အတွေ့ကိုခေါင်းနဲ့ထည့်ရတာဒါပေမဲ့ဇာတ်တက်သိပ္ပံအမြင်နဲ့ကြည့်မယ်ဆိုလို့ရှိရင်ကိုယ့်ဘဝရည်မှန်းချက်နဲ့ပတ်သက်ပြီးတော့ဒီလိုမျိုး behavioral psychologist တွေရဲ့လေ့လာချက်တစ်ခုရှိတယ်ကိုကဘာလို့ဖို့မွေးလာလဲကိုယ့်ရဲ့အသက်ရှင်ရရွယ်ချက်ကဘာလဲအစရှိတဲ့ဒီလိုမျိုးရည်မှန်းချက်ပန်းနိုင်ဆိုတဲ့အရာကကိုယ်တနေ့ဘာလို့လဲဆိုတော့ကိုယ့်ရဲ့လုပ်ရတဲ့ကနေလာတာပြည့်စုံအောင်ပြောရမယ်ဆိုလို့ရှိရင်တော့ဒီရည်မှန်းချက်ပန်းနိုင်နေမကသေးဘူးလူတယောက်ကသူဘယ်လိုလဲဆိုတော့သူ့ရဲ့ဒီ personality ကိုသူ့ရဲ့ဝါသနာကိုသူ့ရဲ့အရာတိုင်းကသူဘာလို့လဲဆိုတော့သူ့ရဲ့လုပ်ရက်ကနေပဲလာတာဒါရှင်းပြောတာပေါ့နော်ကိုယ့်ဘဝကြီးကအယောင်မဲ့နေတယ်လို့မျိုးမွဲချောင်းနေတယ်တနေ့ဒီပုံစံနိုင်မယ်ဒါပေမဲ့အချို့သူတို့ကြည့်လိုက်လို့ရှိရင်သူတို့တွေကကျတော့သူတို့ဘဝကြီးကတာယာနေပြီးတော့ရည်မှန်းချက်ကိုစီးနေပေါ့နော်ဒါပေမဲ့အမှန်တရားကကိုကအတွေးများပြီးတော့ဘာမှမလုပ်ဖြစ်လို့ဒါဘယ်မှမရောက်တာအတီးတရားဖြစ်တဲ့ဘဝဆိုတာမျိုးကကျတော့စသချင်းမှာအရန်ရှုပ်ထွေးတယ်အမတွေနဲ့ရှုပ်ပွားနေအခန်းတစ်ခုလိုပဲပေါ့နော်ဘာလို့ဘာမှအထိပဲမရှိဘူးဒါပေမဲ့အဲ့လိုမျိုးအထိပံမရှိတာကပဲကိုဘဝကိုလမ်းစာဖော်ပေးတာဆိုတော့ကိုကလမ်းပြောင်းနေလို့ကိုဘဝမှာလမ်းစာပေါ်ခြင်းနဲ့ဆိုလို့ရှိရင်စသချင်းဝါသနာ၃ခုအရင်ဆုံးရှာရမယ်ဝါသနာ၃ခုဒါမှမဟုတ်အရေးချင်း၃ခုပေါ့နော်ပထမဆုံးဝါသနာက financial hobby video editing တို့ script writing တို့ content creating တို့ marketing တို့အစရှိတဲ့ရှင်ကြလို့ရှိရင်ကိုပတ်စံရှာပေးနိုင်မယ်ဝါသနာမျိုးပေါ့နော်ဒါမှရှိလို့ရှိရင်ကိုကအခြားသူတွေပေါ်လိုက်ပြီးတော့မိဝဲနေရလိမ့်မယ်ဒုတိယဝါသနာက physical hobby ကိုယ့်ရဲ့ခန္ဓာကိုယ်ကျန်းမာသောဆောင်လေ့ကျင့်ပေးမယ့်ဝါသနာမျိုးပေါ့နော် gym ဆော့တာဖြစ်ဖြစ်ပြေးတာဖြစ်ဖြစ် tennis တို့ basketball တို့ football တို့အားကစားတစ်ခုခုပေါ့ဒီ physical hobby ကကိုယ့်ရဲ့ခန္ဓာကိုယ်နဲ့မကသေးဘူးကိုယ့်ရဲ့စိတ်ဓာတ်ကိုပါ discipline ရှိအောင်စီစဉ်နေကြအောင်လေ့ကျင့်ပေးနိုင်မယ်တတိယဝါသနာကကျတော့ creative hobby ကိုယ့်ရဲ့တည်ထွင်ကြံစနိုင်မှုနဲ့ကိုယ့်ရဲ့ဒီ creativity ကိုမြင့်တင်ပေးမယ့်ဝါသနာမျိုးပေါ့ဒီတကူကကျတော့စိတ်ရင်စရာလည်းမပေးဘူးပတ်စံလည်းမကုန်စိတ်လွတ်မှုပေးစင်မယ့်ဝါသနာမျိုးပေါ့နော်တချင်းဆိုတာတို့တချင်းရေးတာတို့ဒါမှမဟုတ်စာရေးတာတို့ဗီဒီယိုရိုက်တာတို့ပုံဆွဲတာတို့ပကြီးဆွဲတာတို့အစရှိတဲ့စိတ်ထဲရလာတဲ့ခံစားချက်တွေကိုထုတ်ဖော်နိုင်မယ့်ဝါသနာမျိုးပေါ့တခုရှိတာကဝါသနာရွေးတဲ့အခါဆိုလို့ရှိရင်ဘယ်ကအကောင်းဆုံးလဲဘယ်ကအလွယ်ကူဆုံးလဲဆိုတာထက်ကိုယ်နဲ့ကိုက်ညီမဲ့ဟာကိုပဲရွေးမဟုတ်လို့ရှိရင်ကိုကလွတ်ပြမှာမဟုတ်ဘူးဝါသနာရွေးတဲ့အခါဆိုလို့ရှိရင် perfect timing ကိုစောင့်မနေနဲ့ဘာလို့လဲဆိုတော့ကအချိန်ကောင်းဆိုတော့ရောက်တော့မှာမဟုတ်ဘူးအဲ့တော့တစ်ပတ်ကိုအသက်ဆန်းတစ်ခုပြီးတစ်ခုအဆန်းဆုံးကြည့်လိုက်စခြင်းဆိုလို့ရှိရင်ကိုကလွတ်ရှင်တယ်မရှိဘဲနဲ့ပြင်းချကောင်းနေလိမ့်မယ်ပြီးတော့ကိုလိုသမျှအရာတိုင်းကလည်းပြည့်စုံမှာမဟုတ်ဘူးပေါ့နော်ဒါပေမဲ့အဲ့အရာကိုကောင်းနဲ့ထားမနေနဲ့ဘာဖြစ်လဲဆိုတော့ကိုကရှင်းလန်းတလန်းလို့ရှိရင်နောက်တလန်းသူ့လိုပေါ်လိုက်မယ်ပြီးတော့ကိုကလှုပ်လေလေကိုယ့်ရဲ့လမ်းစာပို့ပြီးတော့ထင်ရှားလာလေပဲအမှန်တိုင်းပြောရမယ်ဆိုလို့ရှိရင်ဘာပဲလို့ပေါ့နော်ကိုကစစချင်းဆိုလို့ရှိရင်ကြည်ရဆိုတယ်ပေါက်ကြရလုံနေလို့ခံစားရတယ်ကျွန်တော်ဆိုလို့ရှိရင်ကျောင်းလုံးကဒီကိုထက်အတန်းငယ်တဲ့ကလေးတွေကိုအင်္ဂလိပ်စာသင်ပြီးထူထူလုပ်ဖို့တယ် video editing freelance ကို graphic design freelance ကိုဒီ script writing freelance ကိုလုပ်ဖို့ရပေါ့နောက်တော့ဘာဆက်ဖြစ်လာလဲဆိုတော့ကျွန်တော်ကလေးတွေကိုစတင်ပြီးတော့ရလာတဲ့ communication skill ရယ် freelance ဆိုတော့ရလာတဲ့ video editing တို့ script writing တို့ graphic design တို့အဲ့ဒီလေးခုကရလာတဲ့အရေးချင်းနောက်ခံနေကျွန်တော် TikTok corner နဲ့ဆက်လုပ်ဖြစ်တယ်ပေါ့နော်နောက်တော့ဒီ YouTube corner မှာဆက်လုပ်ဖြစ်တယ်ကျွန်တော်ခုပြောရတဲ့ကျွန်တော် story ကိုပဲကြည့်လိုက်စစတော်ကဆိုလို့ရှိရင်ကျွန်တော်ဘာလို့လောက်အောင်လဲမသိဘူးအကုန်လုံးကိုစမ်းတော့နဲ့အကုန်ရှောက်လောက်တာပေါ့နော်ဒါပေမဲ့ကျွန်တော်တခုကိုတော့အမခံတယ်ကိုဘာပဲလို့ကိုလိုသမားရှာတိုင်းကနာမရစေရအောင်ဘာပဲလို့မအောင်မြင်ဆိုရင်တော့မှအတွေ့အကြုံတော့ရတယ်ပေါ့နော်အဲ့ဒီအတွေ့အကြုံတွေကနောက်တစ်ချိန်မှာပိုကောင်းတဲ့အရာတစ်ခုကိုတိစောက်ပေးလိုက်မယ်ဆိုတော့ကိုကလမ်းပြောင်းနေဆိုလို့ရှိရင်အရင်အတွေ့အများနေမှစားတခုခုကိုဆန်းလို့ကြည့်လိုက်ခြေတလန်းရှာလို့ရင်နောက်တလန်းသူ့လိုပေါ်လာလိမ့်မယ်ဆိုတော့ကဒီနေ့ကစပြီးတော့ဆန်းလို့ကြည့်လိုက်လမ်းစာသူ့လိုပေါ်လာလိမ့်မယ်ကျွန်တော်ပြန်မြောက်ပေးချင်တာကဆိုတော့ဒါအကုန်ပါပဲနောက်တစ်ခေါက်လည်းဒီလိုမျိုးတမို့ရှိရဗီဒီယိုမျိုးဆက်ပြီးတော့တင်မှာမလို့ like and subscribe လုပ်ရပါ Bye